ပလာတီပတ်စ်တီဘီဘာဘဲနှင့်မွေဖာတို့၏လက္ခဏာများကိုပေါင်းစပ်ထားသည့်တဘာဝတရား၏အစမ်းကျယ်ဆုံးတတဝါတစ်ကောင်ဖြစ်သည်ဒီတတဝါဟာတာမန်မျိုးစားခွဲခြင်းမှလွန်ပြီးနှုတ်တိုက်တတဝါတွေနဲ့ပတ်သက်တဲ့ကျွန်ုပ်တို့ရဲ့အယူဆတွေကိုပါမေးခွန်းထုတ်စေပါတယ်ဒီရေနေကုန်းနေတတဝါဟာရေရက်ပါခြေထောက်တွေကစပြီးအစိပ်ပါတဲ့ခြုံထက်တဲ့ခြေသေးတွေထိသိပ္ပံပညာရှင်တွေကိုအံ့ဩဖွယ်ရာဖြစ်စေခဲ့ပါတယ်ယနေ့ဗီဒီယိုမှာတော့ပလာတီပတ်စ်ရဲ့ထူးဆန်းအံ့ဖွယ်ကမ္ဘာကိုအတူတူစူးစမ်းကြည့်ရအောင်အခြားနှုတ်တိုက်တတဝါအများစုနဲ့ကွဲပြားစွာပလာတီပတ်စ်မျိုးစိတ်သည်ဥဝိဒါမျိုးပွားပါသည်ဤရှားပါသောဂုဏ်တတိကြောင့်တင်းကိုဥဒီနှုတ်တိုက်တတဝါများဖြစ်သောမိုနိုထရီယာမျိုးစုတွင်သတ်မှတ်ထားခြင်းဖြစ်သည်ဩစတြေးလျနှင့်နယူးဂီနီတို့တွင်သာတွေ့ရှိရသောဥဒီနှုတ်တိုက်တတဝါများ၏ရှေးအကျဆုံးမျိုးစုဖြစ်သည်ပလာတီပတ်စ်မျိုးစိတ်သည်တစ်မျိုးတည်းသာရှိပါသည်ပလာတီပတ်စ်နှင့်ဤချိတ်နာဖြူကောင်တို့သည်မိုနိုထရီယာမျိုးစုဝင်ဆွေမျိုးနှိစက်သောတတဝါများဖြစ်သည်သူတို့ဟာတကယ်ကိုတမူထူးခြားတဲ့တတဝါမျိုးပါပလာတီပတ်စ်များကိုဩစတြေးလျအရှေ့ပိုင်းနှင့်တက်စမေးနီးယားကျွန်းရှိရေချိုချောင်းများနှင်းများတွင်တွေ့ရှိရပါသည်ပလာတီပတ်စ်များကမျက်ပင်တို့ဖြင့်ဖုံးလွှမ်းနေသောမြေနုပြီးအစာရေးစာပုံများသည့်တဘာဝပတ်ဝန်းကျင်ကိုပူနှစ်သက်ကြသည်ပလာတီပတ်စ်များဟာအစာရှာဖို့ရေငုပ်တဲ့အခါသူတို့ရဲ့မျက်လုံးနိုင်ရွက်နဲ့နှာခေါင်းပေါက်တွေကိုပိတ်ထားတတ်ပါတယ်ကြဒါဆိုသူတို့ဘလို့အစာရှာကြတာလဲလျှက်စစ်လိုင်းများကိုအာယုံခံသောစွမ်းရည် electroreception နှုတ်သီးသည့်တားကောင်များထုတ်လွှတ်သောလျှက်စစ်စက်ကွင်းများကိုအာယုံခံနိုင်ပြီးအင်းဆက်နှင့်ရေနေတတဝါငယ်များကိုထိထိရောက်ရောက်ရှာဖွေနိုင်ပါသည်ပလာတီပတ်စ်အထီများနောက်ခြေထောက်များတွင်အစိပ်ပါသောခြုံထက်တီစုများပါရှိတယ်လူသားများအတွက်အသက်အန္တရာယ်မရှိတော့လဲကင်းထန်သောနာကျင်မှုနှင့်ရောင်ရမ်းမှုများကိုဖြစ်စေနိုင်ပါသည်လာတီပတ်စ်တွေမှာသွားမရှိပါဘူးဒါဆိုသူတို့အစာဘလို့စားတယ်လဲအင်းဆက်ပိုးမွားရေချိုငါးငယ်များကိုရေထဲမှာကြိတ်ချေပြီးစားတောက်ကြပါတယ်သူတို့ဟာပါးဆောင်အိတ်ထဲတူလောင်ထားသောဒဲကြောက်စာများဖြစ်အစာများကိုဝါဖြက်ကြပါသည်ဤနီလန်သည်နှုတ်တိုက်တတဝါများအနက်ထူးခြားသောနည်းပညာတစ်ခုဖြစ်သည်သူတို့ရဲ့အမွေးမြင်များသည်ရင်းကိုနှွေးထွေးစေပြီးရေမစိမ့်စေပဲတဘာဝအတွင်းခံရင်ငုတ်ဝတ်စုံတစ်ခုလိုအလုံးလုံးပါတယ်ဤကဲ့သို့သောခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ခင်းတို့သည်ရေအောက်တွင်မိနစ်30မှ40အထိအစာရှာဖွေနိုင်ပြီးတစ်ချိန်လုံးလျင်မိုင်းတဝက်ခန့်ရေအောက်ခီးနိုင်ပါတယ်ပလာတီပတ်စ်တွေဟာကုန်းမှာလှုပ်ရှားရင်နှိကွေးပေမဲ့ရေထဲမှာတော့တိတ်ကျွမ်းကျင်တဲ့ရေကူးသမားတွေပါရေကူးတဲ့အခါရှေ့ခြေထောက်တွေမှာရှိတဲ့ရေရက်ပြားတွေကိုအသုံးပြုပြီးတွန်းအားယူကာနောက်ခြေထောက်နဲ့အမီးကဥတီယာကိုထိမ့်ညှိပေးပါတယ်အံ့ဩစရာချက်ကသူတို့ရဲ့နှုတ်ရည်မှာပရိဇီဝဆေးတွေထက်တောင်ပိုစွမ်းတဲ့ဘက်တီးရီးယားတိုက်ခတ်နိုင်စွမ်းရှိတာကြောင့်ဆေးသိပ္ပံပညာရှင်တွေအသစ်တော်ဆေးများဖော်ထုတ်ရမှာအရေးပါနေပါတယ်အမှန်များဟာနှုတ်တီးကောင်းမရှိပဲအရေပြားကနေတဆင့်နှုတ်ကိုစိမ့်ထွက်စေပါတယ်ကလေးငယ်တွေကအမေရဲ့အမွှေးတွေပေါ်ကိုထွက်လာတဲ့နှုတ်တွေကိုလျှက်ယူရတာပါဒီဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်